ဒီနေ့ကတော့တကြံအကျိုးနေ့ဖြစ်လို့မုံလုံးကြီးပေါ်မဟုတ်တဲ့ခောက်ဆွဲကြော်စားမှာဖြစ်ပါတယ်ခောက်ဆွဲမကြော်ခင်မှာခောက်ဆွဲတွေကိုထည့်မယ်အသီးရွက်တွေရင်ကြော်ရမယ်ပေါ့နော်အသီးရွက်မထည့်ခင်မှာကြက်သွန်ဖြူအရင်စီတက်လိုက်ပါအဲ့ကြက်သွန်ဖြူစီတက်တဲ့ဗီဒီယိုကအမြိုက်လိုက်အောင်မေ့သွားပြီးတော့ကြက်ဥနဲ့ကြက်ဥကြောင်ကြောကြော်ထားတဲ့ဟာကိုပါအဲ့အသီးရွက်ကြော်ထားတဲ့ထဲကိုတစ်ခါထည့်မယ်ထည့်ပြီးတော့လို့ရှိရင်တရုတ်နန်းနည်းနည်းထည့်လိုက်ပေါ့နော်ပြီးသွားရင်ဆက်ပြီးတော့ကြော်ပါမယ်အရသာအတွက်ကကြက်သားမုတ်ရေခရူးစီရေထည့်ထားပါတယ်အေးရမိသားစုတွေအားလုံးစားကြမှာဆိုတော့ဒီရီ lucky ခောက်ဆွဲ6ထုပ်လောက်ကိုဝယ်ပြီးတော့ပြုတ်ထားပါတယ်ပြီးတော့အဲ့ပြုတ်ထားတဲ့ခောက်ဆွဲတွေကိုခုနကကြော်ထားတဲ့အတီးအရွက်ထဲကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ရင်ကြက်သားမုတ်နည်းနည်းလေးထည့်မယ်ပြီးတော့အယောင်နည်းနည်းလေးပေါင်လို့ပဲကံများကြီးနည်းနည်းထည့်လိုက်မယ်ပေါ့နော်ပဲကံများကြီးအပြစ်ထည့်ပါမယ်ပဲငမြကြီးအရင်များသွားလို့ရှိရင်ချိုးချိုးအီဖြစ်သွားလိမ့်မယ်ပေါ့နော်အဲကြောင့်မလို့နည်းနည်းလေးပဲထည့်ပါပြီးတော့ကြက်သားမုတ်လေးနည်းနည်းထပ်ထည့်ပါမယ်ပြီးတော့လို့ရှိရင်အဲ့ဟာအကုန်လုံးဝန်းနံအောင်ထပ်ပြီးတော့မှကြော်လိုက်ပါမယ်ထည့်ထားတဲ့ပဲငမြကြီးနဲ့ခောက်ဆွဲနဲ့အယောင်တယောင်နဲ့ဖြစ်သွားတဲ့အထိကြော်ပေးလိုက်ပါဒီလိုဆိုရင်တော့ဒီရီရဲ့ခောက်ဆွဲကြော်လေးရပါပြီပထမဦးဆုံးဘယ်သူမှမစားရသေးတဲ့ဦးဖြားဖြားကိုဒီရီပကံလေးကိုခတ်ထည့်လိုက်ပါတယ်ပြီးတော့လို့ရှိရင်ဇွန်ခင်းတက်ပြီးတော့အခုကနေ့လေဆိုတော့ကြတော့ဒီဖျားစွန်းတော်ကိုနေစွန်းအနေနဲ့ကတ်လိုက်ပါတယ်အာယုံစွမ်းကိုတော့ဒီကော်ဖီနဲ့မုန့်နဲ့ကတ်လိုက်ပါတယ်ဒါဆိုရင်တော့ဒီရဲ့ဖြစ်တယ်လို့ခောက်ဆွဲကြော်လေးရသွားပါပြီစားကြပါအောင်ရှင်ခွန်ပြပါမယ်ကျမအတက်နိုင်ဆုံးအလားဆုံးဖြစ်အောင်စားပြပေးမယ်you know fried noodle is one of my favorite ခောက်ဆွဲကြော်ကကျမအကြိုက်ဆုံးနေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျမခံစားမှုအပြည့်အဝအရသာအပြည့်အဝခံစားခြင်းတဲ့အတွက်ကြောင့်မလို့အလုတ်တိုင်းကိုခောက်ဆွဲအလုတ်တိုင်းကိုကျမခက်ကြီးကြီးလေးစားပါတယ်အဲ့အတွက်မလားမပဖြစ်သွားခဲ့ရင် sorry ပါလို့ကျမပြောချင်ပါတယ်နောက်ဆုံးတော့ကုန်သွားပါပြီမစားရပဲအဆုံးထိကြည့်သွားတဲ့အတွက်အားလုံးကျေးဇူးပါ